င်္ဂလာပါရှင် For Life Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာခက်စော်ရေးသားထားသောတခိုင်း soft run ကိုအပိုင်းဆက်ခွန်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်နဲ့တူတူလိုက်ပါနာဆင်ပေးကြပါအောင်ရှင်ကဏ္ဍမတောင်းရည်နဲ့မက်တောင်းတို့မင်္ဂလာပွဲကအစဉ်ပြေချုံးမွေစွာပြီးဆုံးခဲ့သည်1939ခုနှစ်ရန်ကုန်နေ့ဆွေများသည်လက်မတော်ဖိုးထုတ်တွင်ဘုံမီနေလတောက်ပဆုံးကာလများပင်လက်မတော်ဖိုးထုတ်တွင်6လုံးပြူတက်လက်ရှိသည်ဟုသတင်းစကားများထွက်ပေါ်နေတော့လေနန်းရဲဝန်ဦးပူ၏ကြောတော်နောက်ခံရှိနေသောဖိုးထုတ်ကိုပလိတ်ဖွဲကစစ်လားပင်မလုပ်ရခဲ့ကြလက်မတော်ဖိုးထုတ်မှာအသက်အရွယ်အပြင်40ကျော်လာခဲ့ပြီဖိုးထုတ်သည်တစ်ဖက်တွင်လူမိုက်ခေါင်းဆောင်ကြီးဖြစ်နေထိုင်သလိုတစ်ဖက်တွင်လည်းဘာသာရေးကန်ရှဲသောဇနီးသက်တူ၏ခင်မောလည်းဖြစ်နေသည်လမ်းမတော်ရှိသူ၏နေအိမ်တွင်လှစင်တန်ကအပါ90ကိုဆွန့်လောင်းနေရှိသည်လမ်းမတော်ဖိုးထုတ်သည်မကောင်းမှုဖြစ်နာမည်ကျော်ခဲ့သောသူ၏အတိတ်ကိုဖုံးဖိရန်အတက်နိုင်ဆုံးသောစ조사ခဲ့သည်1939စက်တင်ဘာလတွင်ဗြိတိရှအင်ပါယာနှင့်ဟစ်တလာ၏ဂျာမနီတို့စစ်ကြေညာပြီးဒုတိယကမ္ဘာစစ်ကြီးစတင်ဖြစ်ပွားလေသည်ဥရောပတွင်စစ်မီးကြီးစတင်တောက်လောင်နေချိန်ရန်ကုန်ကသူနှင့်မဆိုင်သလိုစီကားနေစဉ်ထိုညမိုးကတဖွဲဖွဲကျနေသည်ဗဟန်းပလိတ်ဌာနမှာပလိတ်သား9ဦးသည်မိုးကအင်ကြီးမှချုံရဲ့လှင့်လန်တိုင်းဆက်ဘင်းကိုစီပင်ကင်းလည်လာကြသည်လှင့်လန်သည်ဆက်ပေခန့်သာကျယ်ဝန်းသောလန်တလန်ဖြစ်ပြီးလန်တစ်ဖက်ခြမ်းမှာခြုံရွယ်တစ်ပင်များပိတ်ဖုံးရောနှောနေသည်စစ်စတင်ဖြစ်ပွားနေပြီဖြစ်သည်ဖြင့်လုံခြုံရေးအလို့ငါလမ်းမီများအားည7နာရီကျော်လျင်ငိမ့်သက်ထားရသည့်ကာလလည်းဖြစ်သည်ဆက်ဘင်းနင်းလာသောပလိတ်သားတို့သည်ခြုံခွက်တစ်ခုရှိလမ်းမပေါ်မှာအုတ်ထုတ်တလုံးနှင့်ရှုပ်ပနက်တရံကိုသတိထားမိသွားသည်လင့်လန်းသည်ထိုစဉ်ကလူပြက်သည့်ပြင်လူရဲမှုများမကြာခဏဖြစ်ပေါ်တတ်သည်မို့ဆက်ဘင်းကိုရက်လိုက်ကြသည်ပလိတ်များကအုတ်ထုတ်တွေ့သည့်အနေတစ်ဝိုက်သို့တမီးဖြစ်ထိုးကြည့်ကြသောအခါဆွန့်ပစ်ထားသည့်လမ်းကြားအပြက်တစ်စီးထိုလမ်းကြားအပြက်ပေခြုံထဲတွင်ထွက်နေသောလက်တစ်ဖက်နှင့်လမ်းကြားဘင်းတွင်တက်သည့်တစ်သားတုတ်တန်အချိုးတစ်ချောင်းကိုတွေ့လိုက်ရလေသည်ပလိတ်များကခြုံခွဲသို့ဝင်ကြည့်လိုက်သောအခါအလောင်းတစ်လောင်းအားလက်နှိပ်တက်မိဖြင့်ထိုးကြည့်လိုက်သောအခါအလုံးအံ့အားတင်သွားကြသည်တေဆုံးနေသူကရန်ကုန်အနောက်ပိုင်းပလိတ်ရုံမှပလိတ် expert တော်ဦးဟုတ်ကွမ်သည်ရင်ဘက်ညာဘက်ချမ်းတွင်ဓာတ်တရံတစ်ချက်ခေါင်းတွင်တုပ်ဖြင့်ရိုက်နှက်တရံများဖြင့်တေဆုံးနေခြင်းပင်အလောင်းကိုရန်ကုန်ဆေးရုံကြီးရင်ခွဲရုံသို့ပို့ဆောင်စစ်ဆေးကြသည်ရန်ကုန်ပလိတ်မင်းကြီးမစ္စတာရင်းတို့ကရန်ကုန်တစ်မြို့လုံးမှာဆုံးတော့များပလိတ်ရရှိများကိုဖုံးဆက်ကာလာသာလန်ပလိတ်ဌာနတွင်စုဝေးကြရန်အမိန့်ထုတ်လိုက်သည် expert တော်ဦးဟုတ်ကွမ်တက်ခံရမှုသည်ပလိတ်တပ်ဖွဲ့၏အစင်းမရရှိသူအဖြစ်တက်ခံရခြင်းဖြစ်သည့်အတွက်ပလိတ်တစ်ဖွဲ့လုံးအရေးပေါ်ဖြစ်ရဖြင့်တတ်မှတ်လိုက်ကြသည်ရန်ကုန်အလဲပိုင်းပလိတ်ဝန်တော်မစ္စတာလော်တာအရှေ့ပိုင်းခရိုင်ပလိတ်ဝန်တော်မင်းဦးထွန်းအောင်အနောက်ပိုင်းခရိုင်ပလိတ်ဝန်တော်မစ္စတာစမတ်သောမတ်တို့ကပါဝင်သောအမှုမှန်ဖော်ထုတ်ရေးကော်မတီကိုဖွဲ့စည်းလိုက်ကြသည်အနောက်ပိုင်းခရိုင်ပလိတ်ဝန်တော်မစ္စတာစမတ်သောမတ်ကအနောက်ပိုင်းပလိတ်ရုံတွင်အရာရှိများနှင့်အရေးပေါ်အစည်းအဝေးလုပ်နေကြသည်ထို့စဉ်တွင်ရာဇဝတ်အဖြစ်မှ expert တော်အဖြစ်ရာထူးတို့ကစားကိုခင်မောင်ကသူ့ယူဆကိုတင်ပြသည်အရင်ကဆိုဒီနယ်မြေရဲ့လူရက်မှုဘာပဲဖြစ်ဖြစ်လမ်းမတော်ဖိုးထုတ်ကြီးကကျွန်တော်တို့စီကိုသတင်းလမ်းပေးတာတွေဘာတွေလုပ်လို့ရှိတယ်မင်းကြီးအခုတည်သွားတဲ့ဆရာဦးဟုတ်ကွမ်ကဦးဖိုးထုတ်နဲ့အရင်နှီးဆုံးမိတ်ဆွေတွေပါဒီလိုအခြေအနေမှာဦးဖိုးထုတ်ပြောင်းနေတာဟာမတင်ကားစရာကောင်းတယ်လို့ကျွန်တော်ထင်ပါတယ်ဒီပြဿနာမှာဦးဖိုးထုတ်ပါကိုပါနေရမယ် expert တော်ကိုခင်မောင်၏ကောင်းနှုတ်ချက်ကိုမစ္စတာစမတ်သောမတ်ကလက်ခံလိုက်သည်မစ္စတာစမတ်သောမတ်ကထိုကိစ္စကိုကော်မတီသို့တင်ပြလိုက်သည်မကြမီရန်ကုန်ပလိတ်မင်းကြီးရုံမှလမ်းမတော်ဖိုးထုတ်နှင့်သူတပည့်များအားပလိတ်အင်အားသုံးပြီးချက်ချင်းဖမ်းဆီးရန်အမိန့်ထွက်လာတော့သည်ရန်ကုန်တစ်မြို့လုံးမှာပလိတ်များလမ်းမတော်မြေပေါ်သို့ရောက်လာကြပြီကဏ္ဍမတောင်းရည်နှင့်မတ်တောင်းတို့သည်တိမ်ကြီးစိတ်တိတ်တွင်လမ်းချ9ရန်စောင့်ဆိုင်နေကြသည်ထို့အချိန်တွင်ပလိတ်ကားတစ်စီးကသူတို့ရှိသို့ထိုးဆိုင်လာသည်ပန်ချပီရဆိုးအုပ်တို့ကားပေါ်မှဆင်းလာသည်နေ့နဲ့မဲ့ဆမ်ပါတောင်းရည်လားဆမ်ပါတော့မဟုတ်ပါဘူးတောင်းရည်ပါဆပ်ဆမ်ပါနဲ့တောင်းရည်ကတယောက်တည်းမဟုတ်ဘူးလားဆမ်ပါကဆမ်ပါပါကျွန်တော်ကတောင်းရည်ပါခဏမှတောင်းရည်ပါ
လူတွေရောထွေးနေကြတာပါဟုတ်ပြီဒါဆိုဆန်ပါပါမလဲဆက်လေးလန်းကဖိုးတော့အိမ်မှာရှိမှာပေါ့ဘာဖြစ်လို့လဲဘာမှမဖြစ်ဘူးဖမ်းမလို့နေ့ကိုလည်းဖမ်းလိုက်ပြီမောင်တောင်းရင်ဘာမှုနဲ့ဖမ်းမှလဲဝရမ်းရောပါလားထို့အချိန်တွင်ပလိတ်ကားပေါ်မှာပလိတ်သားများကတနက်ကိုစီပင်ဆင်းလာကြပြီးကနမတောင်းရင်နဲ့မတ်တောင်းနာသို့ကပ်လာကြသည်ကဲဟုတ်ပါပြီဖမ်းမယ်ဆိုလည်းဖမ်းပေါ့ဒါပေမဲ့ဒီကကျွန်တော်မိမအိမ်ပြန်ဖို့လမ်းချတစ်စီးလောက်ဖြစ်ဖြစ်တက္ကစီတစ်စီးလောက်ဖြစ်ဖြစ်တားပေးစမ်းပါပြီးရင်ကျွန်တော်အေးစစ်စစ်လိုက်ခဲ့မှာပါဆပ်ပန်းချပြီးရဆိုးအုပ်ကသူ့ရင်ဘက်တွင်ချိတ်ဆွဲထားသောခရာကိုမှုတ်လိုက်ကအနားမှဖြတ်သွားသောပက်ရော့ကုမ္ပဏီတက္ကစီတစ်စီးကိုတားလိုက်သည်တက္ကစီမောင်းသူမှာပလိတ်များကတားသဖြင့်6လန့်ကရက်ပေးလိုက်သည်ကနမတောင်းရီကမတောင်းလက်ကိုဆွဲကတက္ကစီတကားကိုဖွင့်လိုက်သည်ကဲအတောင်ဘာမှစိတ်မပူနဲ့မောင်းလိုက်သွားလိုက်အောင်မယ်။အော်ခဏနေအောင်ကနမတောင်းရီကရဆိုးဘက်သို့လဲကကျွန်တော်ဘက်ကခေါ်သွားကြမှာလေဗျ။အနောက်ပိုင်းခရိုင်ပလိတ်ရုံကဲအတောင်ကြရဲနော်။ညနေမှမောင်းပြတ်မလိုက်။ထမင်းနဲ့ဝက်သားဟင်းလေးချက်ပြီးလာဖို့။ဒီရက်တည်းဝက်သားဟင်းစားခြင်းနေလို့ကဲကားဆရာကြီးမောင်းပြီတော့ကနမတောင်းရီကရဆိုးဘက်သို့လဲကလက်ကိုထိုးပေးလိုက်သည်။ကဲလက်ထိတ်ခတ်မှလားခတ်ပါဗျလက်ထိတ်ခတ်ခံပြီးစီဂရက်မတောက်ရတာတောင်10နှစ်လောက်ရှိပြီဗျရာဇဝတ်အုံမင်းမှာစီဂရက်လေးပါလိမ့်မယ်ပါသေးလားအချုပ်ခန်းရှိမှာခုံတန်းရှိကြီးတွင်လမ်းမတော်ဖိုးတို၏အဓိကလူများဖြစ်သောကန္နမတောင်းရီအုံဖေထွန်းတင်ပုံနာကြော်ထွန်းကွယ်လွန်သူငညွန့်၏တူမောင်မောင်တို့ပါတန်းစီထိုင်နေကြသည်မောင်မောင်ငညွန့်အသက်ခံရပြီးနောက်လမ်းမတော်ဖိုးတို၏လူငယ်အင်အားစုထဲမှအမာခံဖြစ်လာသူဖြစ်သည်ခဏကြာတွင်အစ်ဘတ်တော်ကိုခင်မောင်ကဆံပါကိုလက်ထိတ်ခက်လျက်ခေါ်လာသည်ဟေးလူစုံတက်ဆုံရောက်နေပြီပဲကွာမင်းတို့ဆရာတော့အိမ်မှာလည်းမရှိဘူးပဲမနေ့ညတည်းကအိမ်ပြန်မလာတာတဲ့ဘယ်မှလည်းရှာမရဘူးပြောကြပါအောင်ကိုဖို့တို့ဘယ်မှများရှိနိုင်မလဲလို့ခုံနှမ်းပေါ်မှာလူစုမှာကိုခင်မောင်ရဲ့စကားကိုမကြားတကယ်သူပင်နေကြသည်ဆံပါကပထမဆုံးချိန်လက်ထိတ်ခံထားရခြင်းဖြစ်သည်ဖြင့်ချောင်းသားလက်ကိုလှုပ်ရှားနေသည်ကနမကဆံပါချီတာကိုကန်လိုက်ပြီးဟဲ့ကောင်ဆံပါလက်ထိတ်ဆိုတာလှုပ်လေပူကြလေကွာညင်နေစမ်းမှာငါကောင်ရသူ့ကိုအဖက်မလုပ်တော့လူစုကိုကြီးကကိုခင်မောင်အနှဲငယ်ဒေါသထွက်သွားသည်သို့တော့လမ်းမတော်ဖိုးတုပ်ကိုမတွေ့သဖြင့်စိတ်ကိုလျှော့ထားလိုက်သည်ရန်ကုန်ပလိတ်ကဖိုးတုပ်အားလမ်းမတော်တခွင်မွေးနောက်လျှောက်ဝေကြတော့လဲချေရပင်မတွေ့ဖိုးတုပ်အိမ်ရှိတွင်လည်းပလိတ်သားနှစ်ယောက်ကကင်းလှည့်ဖြင့်စောင့်ကြည့်နေကြသည်ညနေဆောင်သည့်အခါကနမတောင်းရီဦးဆောင်သောဖွဲ့ကိုလက်ထိတ်များဖြုတ်ပြီးလှသာလန်ပလိတ်ဌာနအချုပ်ထဲသို့ပြောင်းရွှေ့ထည့်ထားလိုက်ကြသည်မတ်တောင်းနှင့်ပုံနာကျော်ထွန်ဇနီးတို့ကအနောက်ပိုင်းပလိတ်ရုံမှတဆင်လှသာလန်ပလိတ်ဌာနသို့ခြံကြီးခြံငယ်များဖြင့်ရောက်လာကြသည်ထိုညနေကလမ်းမတော်ဖိုးတိုး၏တပည့်များမှလှသာပလိတ်ဌာနအချုပ်ထဲတွင်ဝိုင်းဖွဲ့စားတောက်ဆူညံနေကြတော့သည်လမ်းမတော်ဖိုးတိုးကအစနှပင်ရှာမတွေ့3ရက်တိတိရှိခဲ့ပြီပလိတ်ဖွဲ့မှာလမ်းမတော်ဖိုးတိုးကိုရှာမြသည့်အတွက်အထက်ရရှိများ၏အဆူဆဲကိုခံနေကြရသည်အချို့ကနိုင်ရင်ဦးပူကဝတ်ပေးထားသည်ဟုတန်တရားဝင်ကြသည်သို့တော်နေ့လယ်ပိုင်းတွင်အနောက်ပိုင်းခရိုင်ပလိတ်ရုံသို့ဌာနအုပ်ကိုပညာရောက်လာသည်လင်းတိုင်းဟိုတယ်အပေါ်ထက်တီးတက်ခန်းထဲမှာလမ်းမတော်ဖိုးတိုးကိုတွေ့ခဲ့တဲ့သူရှိတယ်အရက်တွေအရန်မှုနေတယ်တဲ့ရန်ကုန်အလဲပိုင်းခရိုင်ပလိတ်ဝန်တော်မစ္စတာလော်တာအရှေ့ပိုင်းခရိုင်ပလိတ်ဝန်တော်ဦးထွန်းအောင်အနောက်ပိုင်းခရိုင်ပလိတ်ဝန်တော်မစ္စတာစမတ်တော်မတ်ဦးဆောင်သည့်ဖွဲ့သည်လင်းတိုင်းဟိုတယ်သို့ချက်ချင်းရောက်ရှိသွားကြသည်လင်းတိုင်းဟိုတယ်တွင်လူဝင်လူထွက်များပင်ရှုပ်ချက်ခံနေသည်ရန်ကုန်မြို့၏အကြီးဆုံးပလိတ်ရရှိကြီးများပါသောပလိတ်ဖွဲ့များဟိုတယ်တွင်ဝင်လာသဖြင့်လူများကြောက်လန့်ကုန်ကြသည်ပလိတ်ဖွဲ့များကအပေါ်ထက်ရှိတည်တံ့ခံများကိုတခန်းဝင်တခန်းတွဲဝင်ရှာကြသည်တခန်းမှမတွေ့ဟိုတယ်မန်နေဂျာကိုမစ္စတာလိုဒါမှချိတ်ချောက်စစ်ဆေးလိုက်သည့်အခါမှာလမ်းမတော်ဖိုးထုတ်သည်ဟိုတယ်ပိုင်ရှင်တထေးလာလျင်ထိုင်နေရှိသည့်အထူးခန်းထဲတွင်ဖြစ်ကြောင်းသိရတော့သည်လင်းတိုင်းဟိုတယ်တွင်ဖိုးတိုးရောက်နေသည်မှာ3ရက်ရှိနေပြီလမ်းမတော်ဖိုးတိုးကိုကြောက်ရသည့်အတွက်ဟိုတယ်ပိုင်ရှင်နှင့်မန်နေဂျာတို့မှလည်းမိသူကိုမှအကြောင်းမကြားရဲဖိုးတိုးမှာနေရောညပါအရက်များတောက်နေသည်ဟုမန်နေဂျာကပြောပြသည်အခန်းထဲသို့မစ္စတာလောက်တာတို့ဝင်သွားချိန်တွင်လမ်းမတော်ဖိုးတိုးမှာ
ဆိုဖာပေါ်တွင်လည်းအိမ်နေသည်အရက်နဲ့များကလည်းထောင်းထောင်းထားနေ၏နေရောညပါရက်ဆက်တောက်ထားသည့်အချိန်ကြောင့်လူပုံစံကညစ်ဆုံနေသည်ဦးထွန်းလောလောဆယ်ကိုဖို့တို့ကိုခမရတို့ဖွဲ့ခေါ်သွားပြီးဆေးရုံပေါ်မှာဖြစ်မယ်တင်နေသူဘယ်ထဲကအရက်တွေတောက်နေလဲမသိဘူးလူမန်းသူမန်းတော့မသိတော့ဘူးပလိတ်ဝန်တော်ဦးထွန်းကသူ့လက်အောက်ရှိပလိတ်ရရှိများကြက်မှတ်ကဖို့တို့အားရန်ကုန်ဆေးရုံကြီးသို့ပို့လိုက်ကြသည်ထို့ချိန်တွင်လမ်းမတော်ဖို့တို့ကပလိတ်ဖွဲ့တွေအလွန်အရေးပါနေသည်ဖိုးတို့တစ်ခုခုဖြစ်သွားရင်ဦးဟုတ်ကွန်အသက်ခံရမှုကအစပြောက်သွားနိုင်သည်ညနေပိုင်းတွင်ဖိုးတို့ကအမှုပြစ်ပြီးအသေးစိတ်ပြန်ဝင်ကထူးထူးထောင်ထောင်ပြေလာသည်ဖိုးတို့ကိုလာသာဌာနတွင်တပည့်များနဲ့တူမထားလို့သည်ပြင်လူသတ်မှုဖြစ်ပွားရာနေမြေပိုင်းဖြစ်သည့်ဗဟန်းထနာသို့ခေါ်ဆောင်သွားကြသည်ဗဟန်းရဲစခန်းသို့ရောက်သောအခါဖိုးတို့ကဗဟန်းဌာနအုပ်ဦးစံထွန်းရင်ကိုပြုံးပြလိုက်သည်ဆက်ဆန်ဌာနဦးကြီးဖြစ်တဲ့ကမတွေ့ရတော့ကြပြီနော်အထက်ရရှိကြီးများရှိတွင်လူမိုက်ကောင်းဆောင်တို့ကသူ့ကိုတရင်တင်းနှုတ်ဆက်သည့်အတွက်ဦးစံထွန်းရင်မှမလုံးမလဲဖြစ်သွားသည်ထို့နောက်လမ်းမတော်ဖို့တို့ကိုအမှုစစ်ခံတဲ့သူထည့်လိုက်လေတော့သည်ဗဟန်းဌာနကိုဦးစံထွန်းရင်အမှုလိုက်ရဆိုအုပ်ဦးအောင်ရဆိုးဦးပါအောင်လာတာလမ်းဌာနဌာနဦးမစ္စတာဘော်ဘရီလမ်းမတော်ဌာနကိုဦးတန်းရွှေတို့ကလမ်းမတော်ဖို့တို့ကိုစစ်ဆေးကြသည်လမ်းမတော်ဖို့တို့ကဘူးခံနေသည်နောက်ဆုံးတွင်ဒေါသထွက်လာသောမစ္စတာဘော်ဘရီကအိတ်ထဲမှစာရွက်တရွက်ကိုထုတ်ပြီးကဲရတယ်ကိုဖို့တို့ဒီအမှုကကျုပ်တို့ပလိတ်ဖွဲ့ရဲ့အရာရှိကြီးတဦးကိုအသက်ခံရတဲ့အမှုပြကျုပ်တို့ပလိတ်ဖွဲ့ရဲ့ဂုဏ်သိက္ခာကဒီအမှုပေါ်အများကြီးမှုတင်နေတာဒီအမှုကိုမပေါ်ပေါ်အောင်ကျုပ်တို့ကဖွားမှာပဲခမည်းဘာမှမပြောလေကျုပ်ဌာနမှာခမည်းကောင်တွေကိုအကုန်ဖမ်းထားပြီဒီမှာလူစင်းကျုပ်ဖက်ပြမယ်ကန္နမတောင်းရီအောင်ဖေထွန်းတင်ဆန်ပမောင်မောင်ကြော့ထွန်းအဲ့ဒီကောင်တွေကိုလူစင်မမီအောင်လုပ်ပြီးလူသက်တရခန်းလို့ဝန်ခံခိုင်းလိုက်ရင်ပြီးပြီပဲထိုအခါမှဖိုးထုတ်ဆက်ကနေဖြစ်သွားသည်ဆရာဦးဟုတ်ကောင်ကိုကျွန်တော်တတ်တာပါကျွန်တော်လူတွေနဲ့ဘာမှမဆိုင်ပါဘူးသူတို့ကိုလွတ်ပေးရင်ကျွန်တော်ဖြောင်းချက်ပေးပါမယ်ထိုအခါမှအခန်းထဲရှိပလိတ်ရာရှိကြီးများအလုံးအသက်ရှူချောင်းသွားကြသည်အေးဗျာကိုဖို့တော့အဲ့ဒီလိုမှပေါ့ကဲအပြင်ကလက်နှိပ်ဆက်သမားခေါ်ဟေးဒီမှာကိုဖို့တော့ဖြောင်းချက်ပြီးတော့မယ်ဖြောင်းချက်မပြီးခင်ကျွန်တော်လက်ဖေးရပေါ်စိန်လေးတစ်ခွက်လောက်တိုက်ကြပါလားရမယ်ကိုဖို့တော့ဟုတ်သားပဲဆေးရုံကခေါ်လာပြီးခမဘာမှမစားအောင်မဟုတ်သေးဘူးဟေးပလိတ်သားတယောက်ကိုလွတ်ကွာလက်ဖေးနဲ့စားစရာတွေကိုခန့်လိုက်ဌာနကိုဦးစံထွန်းရင်ကပလိတ်သားတယောက်ကိုလွတ်လိုက်သည်ဆရာဆန်းခမလည်းကျုပ်အကြောင်းသိပြီးသားပါခမစာတင်ကြီးဘွားတွေကဒီဗဟန်းဆန်းကစကန်ကကျွန်တော်ဝင်လိုက်ထွက်လိုက်လုပ်နေတာကိုယ့်အိမ်ကိုယ့်ရပြန်ရောက်တယ်လို့တောင်ခံစားရပါတယ်ဗျာကျွန်တော်ထွက်မပြေးပါဘူးလက်ထက်ကြီးဖြုတ်ပေးကြပါဦးစံထွန်းရင်ကဖိုးထုတ်ကိုလက်ထိပ်ဖြုတ်ပေးလိုက်သည်ထို့ချိန်တွင်အမှုစစ်ခံတဲ့သူ expert တော်ကိုခင်မောင်ဝင်လာသည်ကိုစံထွန်းရင်ဒီမှာအုံးဖေနဲ့ထွန်းနေကဥဟုတ်ကွန်ကိုသူတို့တက်ကြောင်ဖြောင်းချက်ပေးခြင်းနဲ့လို့ပြောလို့ခမည်းဌာနကိုလွှဲပေးဖို့ခေါ်လာတာဗျအခန်းထဲတွင်ထိုင်နေကြသောပလိတ်ရရှိများမှာတယောက်မျက်နှာတယောက်ကိုကြည့်လိုက်ကြသည်ကိုခင်မောင်နောက်တွင်ပလိတ်သားများကလက်ထိပ်ခက်ကခေါ်လာကြသောအုံးဖေနဲ့ထွန်းတင်အဲ့ဒါမှဒုက္ခပဲကိုခင်မောင်ရေဒီမှာလဲကိုဖိုးတုတ်ကသူတက်တာပါဆိုပြီးဖြောင်းချက်ပေးမလို့တဲ့ဗျထိုအခါမှကိုခင်မောင်ကလက်မတော်ဖိုးတုတ်ကိုမြင်သွားသည်ကိုဖိုးတုတ်ရေခမရတို့ဆရာတပည့်တွေနဲ့တော့ဗျာကျွန်တော်တို့တော့အလုပ်ထွက်ခြင်းစိတ်ပါပေါက်လာပြီလမ်းမတော်ဖိုးတုတ်ကကိုခင်မောင်နောက်တွင်ရက်နေတော့အုံးဖေနှင့်ထွန်းတင်ကိုစိုက်ကြည့်နေသည်အုံးဖေနှင့်ထွန်းတင်မှာခေါင်းငုံသွားကြသည်ဆရာကိုခင်မောင်ခန္ဓမာတို့ဆံပါတော့ပြန်လွတ်လိုက်ပြီလားဖိုးတုတ်ကကိုခင်မောင်ကိုမေးလိုက်သည်ခမရတပည့်နှစ်ယောက်ကသူတို့တက်တာပါလို့ပြောလာမှာတော့မဆိုင်သူတွေလွတ်ပေးလိုက်ရတာပေါ့ကိုဖိုးတုတ်ဒီကောင်နှကောင်လည်းလွတ်ပေးလိုက်ပါကိုခင်မောင်ဒီနှကောင်ကျွန်တော်ကိုအပြစ်ကနေလွတ်အောင်ဖုံးပေးနေကြတာဆရာဖိုးတို့တက်တာမဟုတ်ဘူးကျွန်တော်တက်တာပါဟဲ့ကောင်အောင်ဖေငါစကားပြောနေရင်မင်းဝင်မပြောနဲ့ဘာလဲငါအဖမ်းခံရတယ်ဆိုပြီးမင်းကငါ့ကိုမခန့်လေးစားလုပ်နေရလားအုံးဖေကပါစပ်ပိတ်ကကောင်းကုန်သွားသည်ကဲခိုးဖို့တော့ခမရတို့၃ယောက်တည်းကဘသူ့ကိုမှလွတ်ပေးလို့မရဘူးဗျတယောက်ချင်းစီစစ်ချက်ယူမှရမယ်ဒီနှကောင်ကိုအချုပ်ထဲထည့်လိုက်ထို့ချိန်တွင်လက်ဖေးနဲ့မုံများရောက်လာသည်
ကျွန်တော်တပည့်တို့လည်းတက်လိုက်ပါဗျာဟိုကောင်ထွန်းတင်ကလက်ဖေးကြိုက်တယ်ဗျလက်ဖေးသာမှုန်ဆောက်ပြီးနောက်ပလိရရှိများကလက်မတော်ဖိုးထုတ်ထံမှစစ်ချက်များရယူကြသည်အမည်ဖိုးထုတ်အလောက်ကိုင်းပွဲရုံပိုင်ရှင်မိဘမီဦးစံငိန်ဒေါ်ချစ်ပူငွေတက်ကလေးမြန်မာတက်ကလေး1959ခုနှစ်အင်္ဂလိပ်ခုနှစ်1898မွေးရစာတီကမဆက်ကြီးရွာဟန်တာရီဒီစတိတ်မွေးချင်း9ယောက်ဘိုးတီမမကြီးမမလေးဖသိန်းအလောက်ကိုင်းဦးလေးဖြစ်သူဦးဘိုးတင်တန်းကားစပယ်ယာလုပ်ခဲ့ဘူးအငိမ့်ကကားမောင်းလုပ်ခဲ့ဘူးဟုတ်ပြီကိုဘို့တော့ဦးဟုတ်ကွန်တက်ခံရတဲ့ညကအကြောင်းလေးပြောပါအောင်လက်မတော်ဖိုးထုတ်ကမျက်စိကိုစုံမိတ်ထားလိုက်သည်ထို့နောက်တပ်ပြင်းရှိကိုချလိုက်သည်ဖိုးထုတ်၏မျက်နှာတွင်စက်တီကတိအသွင်ကပေါ်လွင်နေသည်ကျွန်တော်ဆရာဦးဟုတ်ကွန်ကိုတတ်ဖို့မရည်ရွယ်ခဲ့ပါဘူးအဲ့ဒီနေ့ညကထိုနေ့ညကမိုးရွာနေသည်လက်မတော်ဖိုးထုတ်သည်တပည့်ဖြစ်သူအုံးဖေထွန်းတင်တို့နဲ့တူ China Star Hotel တွင်ထိုင်နေကြလေသည်အုံးဖေ၏မိခင်မှာလွန်ခဲ့တဲ့လကကွယ်လွန်သွားခဲ့သည်အုံးဖေမှာမယားအလွန်ပွေတော်လဲမိခင်ကြီးကိုမူအလွန်ချစ်သူဖြစ်သည်မိခင်ဆုံးပြီးကလေးကနေ့ဘက်ရောညဘက်ပါအရှက်များတောက်နေခဲ့သည်ယခုညတော့လက်မတော်ဖိုးထုတ်သည်ဆက်မင်းသားရွှေချင်းညိုနှင့်ချိန်ထားသဖြင့်စောင့်နေရင်တပည့်များကိုခေါ်ကအရှက်တောက်နေခြင်းပင်ငမိုး၏တငယ်ချင်းဖြစ်သည့်လိန်ကမိုင်တာကွင်းတွင်သူ့သွေးမိတည်င်းချုပ်အာဝါဒီပွဲတွေဆက်မင်းသားရွှေချင်းညိုပွဲကိုတွင်းကျင်သဖြင့်ဖိုးထုတ်ကိုအကူအညီတောင်းထားသည်ဖိုးထုတ်ကကြောင်းဝင်ကူညီပေးလျင်နှစ်ဖက်စလုံးထံမှပွဲကမင်းမရတတ်သည်သို့သောဝီစကီတစ်လုံးကုန်ချိန်သည်ရွှေချင်းညိုကပေါ်မလားရကုန်မိုးကတဲတဲမဲမဲရွာချလိုက်ခပ်ဖွဲဖွဲရွာလိုက်ဖြင့်ဖိုးထုတ်ဆရာတပည့်3ယောက်ရေချိန်ကိုက်နေလေပြီဆက်မင်းသားကဒီနေ့မှဘာဖြစ်တယ်မသိဘူးကွာအရေးကြီးပါတယ်ဆိုမှကဲကြတယ်အုံးဖေသူ့အိမ်ကိုငါတို့လိုက်သွားကြမယ်ကွာဆရာမကားမပါလာဘူးလေဆရာဘယ်လိုသွားမှလဲဟေ့ထိုးတင်မင်းတပည့်တက္ကစီသမားတွေလမ်းမတော်ထဲမှာရှိတယ်မဟုတ်ဘူးလားတစည်းသွားယူမောင်းခဲ့ကွာထွန်းတင်ကအောက်သို့ဆင်းသွားသည်ဆရာဖို့တော့မိုးကလည်းအေးတယ်ဗျာတယောက်နှစ်ပက်လောက်အချမ်းပြေထပ်ချကြအောင်မလားအုံးဖေမင်းကတကက်ကြွတ်တင်မယ်ကွာမင်းများနေပြီဟဲ့ကောင်လှုပ်ပါဆရာဖို့တော့ရချရအောင်ဖိုးထုတ်ကဟိုတယ်ဝေတာအားခေါ်ကအရက်နှစ်ပတ်စီထက်မှာကတောက်ကြလေသည်မကြမီထွန်းတင်ပြန်ရောက်လာသည်ထွန်းတင်โอเคလားဟေโอเคတယ်ဆရာโอเคမင်းမောင်းကွာမြင်းဒီကောင်ကရွှေချင်းညိုတို့အိမ်ကိုတက်စီကိုထွန်းတင်ကမောင်းသည်ဖိုးထုတ်ကဘေးမှာထိုင်သည်အုံးဖေကနောက်ခန်းမှလိုက်ရင်မင်းသားရွှေချင်းညိုတို့အိမ်သို့ရောက်တော့အခါရွှေချင်းညို၏မိန်းမကထွက်လာသည်မထားမေခမယောက်ျားကအလုပ်ကိစ္စချိန်ထားတာရောက်မလားလို့မပြောချင်ဘူးကိုဖိုးထုတ်ရေရှင့်လူကမိုးအေးတယ်ဆိုပြီးသူ့ဆိုင်ဆရာတွေနဲ့နေ့လေတွေကတောက်နေတာအမိုးလွန်ပြီးအိပ်ပျော်နေတယ်အလုပ်ကိစ္စချိန်ထားတာလည်းကျမမပြောဘူးမိုးရွေးမှာငွေကြေးကရှားပါတယ်ဆိုမှသူကအလုပ်ကိုအလေးမထားဘူးအခုသွားနှုတ်လိုက်ရမလားနေမနှုတ်နဲ့တော့ဗျာဒီချိန်အိတ်ကောင်းတွေမှာကိုချင်းစားပါတယ်မနေ့မှပဲတက်လာခဲ့တော့မယ်အခုတော့ကျွန်တော်တို့ပြန်တော့မယ်လမ်းမတော်ဖိုးထုတ်တို့သည်ရွှေချင်းညိုအိမ်မှာပြန်ထွက်လာကြသည်မြင်းဒီကုန်းလမ်းဆောင်ရှိလမ်းပြပလိတ်တဲ့အနီးသို့ရောက်တဲ့အခါထိတချပြင်းမတ်တက်ရက်နေသည့် expert တော်ဦးဟုတ်ကွန်ကိုတွေ့လိုက်လေသည်ဟေ့ထွန်းတင်ကားရအောင်ဟေ့ကားကဆရာဦးဟုတ်ကွန်ရှေတွင်ရပ်လိုက်သည်ဆရာတက္ကစီစောင့်နေရလားဟာဖိုးထုတ်အတော်ပဲဟေ့လာတက်ဆရာဦးဟုတ်ကွန်ကနောက်ခန်းမှတက်လိုက်ပြီးအုံးဖေးဘေးတွင်ဝန်ထမ်းလိုက်သည်ဆရာဘယ်ကပြန်လာတော့ဆက်ကြောင်းတော့ငါတငယ်ချင်းမွေးနေကွာလမ်းပြပလိတ်တဲ့ expert တော်ဖြစ်နေတဲ့ကောင်ပေါ့ဒီကောင်မွေးနေတောက်စားလာကြတာဒီကောင်လာခေါ်တော့ကားကလည်းယူမလာမိဘူးငါလည်းဒီကောင်တွေချင်းရံပြစ်နေလို့နားကြီးတာနဲ့ပြန်ဖို့ထွက်လာတာမအေးဘေးပလိတ်တွေများမွေးရင်ချင်းပြညစ်နေကြတာဖြစ်မှဖြစ်ရလေဆရာရဲ့ကဲဒါဆိုအခုအေးရဲတောက်လို့ဝပြီလားဘယ်ဝမလဲကွာဖို့တော့ရမင်းနဲ့တွေ့မှတော့ထက်တော့ရတော့မှာပေါ့ကဲဒါဆိုလက်ထွန်းတင်ဒီနားမှာဘယ်ဆိုင်ကောင်းလဲကွာဒီချိန်ဆိုရင်တော့ဒူပလီလန်ထိတ်ကချက်ရက်ဆိုင်မရှိတော့မယ်ဆရာဖို့တော့ဟေးချက်ရက်လည်းမတော့ရတာတော့ကြပြီကွာဖို့တော့အဲ့ဒီကိုမောင်းခိုင်းကွာဆိုင်တို့ရောက်တော့က
လေးယောက်သာချက်ရဲ့နှလုံးနဲ့အမဲကျော်အာလူးကျော်တို့မှကထိုင်တော့ကြလေသည်မိုးကတဲတဲမဲမဲရွာနေစေနောက်ထပ်ချက်ရဲ့တလုံးထပ်မှတောက်ပြီးချိန်တွင်တော့အားလုံးမှုနေကြပြီဖြစ်သည်ကဲဆရာဆန်လဲပိတ်ပြီးပြန်ကြစို့ဟဲ့ကောင်ဖို့တော့မင်းကငါ့ကိုမိတ်ပေးနေတာလားမင်းရပါကောင်လဲလူမိုက်လားအေးမင်းလူမိုက်ဆိုငါကပလိတ်ကွာမင်းကိုငါကြောက်နေရမှာလားမဟုတ်ပါဘူးဆရာရဲ့မိုးကလည်းချုပ်နေပါပြီဆိုင်ကလည်းပိတ်တော့မယ်ဆရာလည်းတအားမှုနေလို့ကဲဆရာရဲ့မပြန်ရင်လည်းဒီမှာပဲအိတ်လိုက်ပါလားဆိုင်ရှင်ဖွားကြီးနဲ့ပြောတာအုံးဖေကအရှုံးဝင်ပေါက်သည်ဟဲ့ကောင်အုံးဖေငါကမင်းနှမနဲ့အိတ်မှာကွာအခုမင်းနှမစီကိုလိုက်ဖို့ကျွန်တော်စီမှာနှမမရှိတော့ဘူးဆရာ sorry ပါအေးနှမမရှိလဲမင်းအမေကွာငါဒီညမင်းမေနဲ့အိတ်မယ်ထိုချိန်တွင်အုံးဖေခေါင်းနဲ့ဆုံးသွားသည့်မိခင်ကြီးကြောင့်ရုတ်တရက်ပြန်ပေါ်လာသည်ဟဲ့ကောင်အုံးဖေငါပြောနေတယ်လေမင်းအမေစီကိုလိုက်ဖို့လို့ဟာဒီလူတော့ကွာအုံးဖေကထရန်ပြင်လိုက်စဉ်ဖိုးတုတ်ကလက်ကိုဖိထားလိုက်သည်ကဲဆရာဦးကွန်းကျွန်တော်ကပဲတောင်းပန်ပါတယ်ဗျာအုံးဖေကလည်းဆရာကိုနှောက်တာပါကဲမိုးလေးဆဲတုံးပြန်ကြစို့ငါမပြန်သေးဘူးဖိုးတုတ်ကန်တော်ကြီးတစ်ပတ်ကားပတ်စီအောင်မယ်မင်းလိုက်ဖို့မလားမပို့ဘူးလားဟဲ့ကောင်ကဲအဲ့ဒါဆိုလေလာဗျာပို့ပေးမယ်ပြီးရင်တော့အိမ်ပြန်ကြမယ်ဆရာကြီးဖိုးတုတ်တို့လေအောင်တကြီးတရိုင်ပင်ကားစီသို့ရှောက်လာကြသည်ဖိုးတုတ်ကကားမောင်းနေသည့်နေရာတွင်ဝင်ထိုင်လိုက်သည်ကဲကျွန်တော်မောင်းမယ်ဆရာဦးကွန်းရှေ့ကတက်ပါဟဲ့ကောင်ရှေ့ကမထိုင်ဘူးကွာဘာလဲမင်းကမင်းတစ်ပတ်ဖွေးမှသာအုံးဖေကိုငါကြောက်တယ်ထင်လို့လားမချဘူးဟေ့ငါဒီကောင်နဲ့ပြောစရာရှိတယ်နောက်ခန်းရပဲထိုင်မယ်ထွန်းတင်ကဖိုးထုတ်ပေတွင်ဝင်ထိုင်သည်အုံးဖေကဘာစကားမှမပြောတော့ပဲတုံမုံနေသည်ဦးဟုတ်ကွန်းကထွန်းတင်ပေတွင်ဝင်ထိုင်လိုက်သည်ဖိုးထုတ်ကကားကိုခက်ပြေးပြေးမောင်းလာသည်ဟေ့အုံးဖေနေစမ်းမအောင်ခုနမင်းကအရက်ဆိုင်မှာမတ်တက်ထားရတာငါ့ကိုလှုပ်မလို့လားဟင်ဟဲ့ကောင်မင်းတက်သိရှိနေတယ်ဟုတ်လားလှုပ်လေကွာလှုပ်လေအုံးဖေကဥပုပ်ကန်ကိုဘာမှမပြောပဲအန်ကိုကြိတ်တဲ့အပြင်ဘက်ကိုမျက်နှာလွယ်ကလိုက်လာအေးမင်းမလုပ်ရဘူးမဟုတ်လားမင်းမပြောနဲ့မင်းဆရာဖိုးတုတ်တော့ငါ့ကိုမလုပ်ရဘူးကွာမင်းလိုကောင်ကများငါ့ကိုထွင်းဆရာဥပုပ်ကန်စိတ်ကိုလျှော့ပါဗျာပျော်ပျော်ပါပါတောက်လာကြတာအကုန်စိတ်မကောင်းဖြစ်ကုန်ကြမယ်ဖိုးတုတ်ကကားမောင်းနေရင်နှစ်သိမ့်လိုက်သည်ဘာကွာဟဲ့ကောင်ဖိုးတုတ်မင်းတို့ကောင်နဲ့စိတ်မကောင်းဖြစ်တာငါဘာလုပ်ရမှာလဲမင်းတို့လိုတခိုးသမျှတွေကိုငါဘာကြည့်ဆက်ရမှာလဲဒီမှာမင်းတစ်ပတ်အုံးဖေကသူ့မိနဲ့ငါလိုက်အိတ်မယ်လို့ပြောလို့ဖြစ်ပြနေတာဒီမဲကွာငါကပလိတ်ရရှိကွာသူ့အမေလိုကောင်းမနဲ့အိတ်ရင်နာချင်းတာငါနာမှာဟာနားတယ်ကွာခွေးမသားချင်းဘေးနားတွင်ထိုင်နေသောအုံးဖေကခါချမတစ်မြောင်ကိုထုတ်ကဥပုပ်ကွန်ရင်ဘဲဘက်ကိုနှစ်ချက်ဆင့်ထိုးချလိုက်သည်ပထမတော့ဥပုပ်ကွန်ကြောင်နေသည်နောက်မှနှာကျင်မှုကိုခံစားလိုက်ရသည်အုံးဖေလက်မှာဓာတ်ကုန်မြင်သွားသည်ဖိုးတုတ်ငါ့ကိုအုံးဖေကဓာတ်နဲ့ထိုးတယ်ကွာဖိုးတုတ်ကကားကိုထိုးရလိုက်သည်ဟဲ့ကောင်အုံးဖေမင်းဘယ်လိုလုပ်လိုက်တာလဲတွားပြီဆရာဖိုးတုတ်ကျွန်တော်ဒေါသမထိန်နိုင်တော့ဘူးသွေးများကဆရာဦးကွန်၏ပစိုးပေါ်တွင်အိုင်ထွန်လာသည်ဟဲ့ကောင်တွေအောက်ကိုချဘယ်နာထိသွားလဲမသိဘူးအနာကိုဦးစီးပြီးမှဆေးရုံကိုပို့ရမယ်ဓာတ်တန်ရဖြင့်ဦးကွန်ကိုလှင့်ပြီးမှခြုံပုတ်ပေါ်သို့ဆွဲတင်လိုက်သည်ထွန်းတင်ကားထဲမှာဓာတ်မီးရှာခဲ့စမ်းကွာဖိုးတုတ်ကအုံးပေဓာတ်ဖြင့်သူ့ပစိုးစားအောက်ကိုဆွဲဖြတ်လိုက်သည်ထွန်းတင်ကဓာတ်မီးယူလာပြီးဦးကွန်၏ဒဏ်ရာကိုထိုးပြသည်ဖိုးတုတ်ကပစိုးစားကိုလက်ကကင်ကဥပုပ်ကန်ကိုပွေလိုက်သည်ဥပုပ်ကန်ကမျက်ဖြူလန့်နေကြပြီနှလုံးနီးတစ်ဝိုက်ဓာတ်တန်ရနှစ်ချက်မှာသွေးများတပွက်ပွက်ထွက်နေလေသည်နာကျင်သောဝေဒနာကြောင့်ပါးစပ်ကိုဟာလည်းအသက်ရှူနေရသည်ဖိုးတုတ်အခြေအနေကိုနားလည်လိုက်သည်သူနှင့်နှစ်ပေါင်များစွာအတူတကလက်တွဲလာခဲ့သောမိတ်ဆွေတီဥပုပ်ကန်မှာနောက်ဆုံးချိန်သို့ရောက်နေပြီဝေဒနာကိုခက်ခံစားနေရ၏ဖိုးတုတ်ကဥပုပ်ကန်ကိုချကာဘေးဘီသို့ကြည့်လိုက်သည်လန်ချပြက်တစင်းကိုတွေ့သည်ဖြင့်ထသွားလိုက်သည်လန်ချဘိန်းမှာတ
တစ်သားချောင်းတစ်ချောင်းကိုကန်ဖြုတ်လိုက်သည်ထို့နောက်အသက်ငယ်နေသောဥပုပ်ကွန်ကိုပြန်လာကခေါင်းကို3 ချက်ရိုက်ချလိုက်လေတော့သည်ကဲဆရာကြီးကျွန်တော်မကြည့်ရလို့ပါဗျာထို့နောက်တုတ်ကိုပြစ်ချပြီးဖိုးတုံမျက်လုံးကိုမိတ်ကထိုင်ချနေလိုက်သည်မိုးဆက်များကသူ့မျက်နှာပေါ်တွင်ကြားလေထိုမိုးဆက်များသည်မျက်ရည်နှင့်ရောနှောလျက်ရှိနေသည်လားကိုတော့ဖိုးတုံကိုယ်တိုင်မှလွဲပြီးဘယ်သူမှအတက်မပြောနိုင်အုံးပေကကားဘေးနားတွင်ငုံငိုကြီးရက်နေသည်ထွန်းတင်ကဥပုပ်ကွန်အလောင်းကိုချိုင်းမှဆွဲတူမလိုက်သည်ထွန်းတင်ဘာလို့မလို့လဲဆရာဖိုးတုံနဲ့အုံးပေလမ်းရှိမှာတခုခုငါပြီးပြန်ကြတော့ကျွန်တော်ကားနဲ့အလောင်းကိုတင်သွားပြီးထုံးဆက်တိုင်းဖျောက်ပစ်လိုက်တော့မယ်ဆရာဟဲ့ကောင်ထွန်းတင်ပြန်ချထားစမ်းငါဆရာကွာဒါငါလူမိုက်ပေါက်ဆောက်ဘွားတွေကငါနဲ့အတူရှိပြီးငါ့ကိုအကူကြီးတွေပေးနေတယ်ငါဆရာတခြားကောင်တွေလိုခွေးတွေကိုတည်းအလောင်းဖျောက်တာမျိုးငါမလိုချင်ဘူးငါဆရာဂုံတိတ်ခရှိရှိတချို့ခံစေရမယ်ဒီတိုင်းထားခဲ့မင်းနဲ့အုံးပေကိုခေါ်ပြီးပြန်တော့ဘလို့ဖြစ်ဖြစ်ဥပုပ်ကွန်ကိုငါတတ်တာဟုတ်ပြီလားတွားတော့အုံးပေကဖိုးတုပ်စီလျှောက်လာသည်ဆရာကျွန်တော်မူးလဲမှုဒေါသလည်းထွက်နေလို့ဖြစ်သွားတာပါကျွန်တော်တောင်းယူပါမယ်ဆရာပြန်ပါအုံးဖေမင်းမကလေး3 ယောက်နဲ့ကွာတွားငါတတ်တာပါဆိုတွားတော့ခွေးမသားတွေထိုးတင်တဲ့အုံးဖေကားပေါ်တက်ကမောင်းထွက်သွားကြတော့သည်ဒီကောင်တွေပြန်သွားပြီးတော့ကျွန်တော်လက်ဆရာဥပုပ်ကွန်လောင်းကိုခြုံထဲထည့်ထားခဲ့ပြီးမြို့ထဲကိုလမ်းလျှောက်ပြန်လာမိတယ်စိတ်တွေကအရန်ထိခိုက်နေတော့ဘယ်ရောက်လို့ရောက်မှန်းတော့မသိပါဘူးမနေ့3 နာရီလောက်ကြာတော့ကျုံကြီးထိတ်ကလင်တန်းဟိုတယ်ကိုမြင်တာနဲ့မန်နေဂျာကိုနိုးပြီးပေါ်ရက်တဲ့ရက်တောက်နေမိတာကျွန်တော်ဆရာဥပုပ်ကွန်ကိုအကိုလိုရောမိတ်ဆွေရင်းချတရားလိုရောခင်ပါတယ်ချစ်ပါတယ်ဗျာအဲ့ဒီအတွက်ခံစားရလို့လဲ3 ရက်လုံးအရက်တွေတောက်နေမိတာအခုကျွန်တော်ဆရာအလောင်းကိုကောင်းကောင်းမွန်မွန်တကြိုလက်ကြရဲ့လားဒီမနေ့ပဲပလိတ်ဖွဲ့ရဲ့ခန္ဓာနဲ့တကြိုခဲ့ပါပြီဘာပဲဖြစ်ဖြစ်ကျွန်တော်ထက်ရရှိဖြစ်ခဲ့ဘူးလေဆရာဥပုပ်ကွန်ကိုအလောင်းဖြောက်ပြလို့ရရတဲ့နဲ့မဖြောက်ပြခဲ့တဲ့တစ်ချက်တော့ခမ ्या ကိုလေးစားပါတယ်ကိုဖို့တော့ဖိုးတုံအုံးဖေတင်ထွန်းတင်တို့ကိုဗန်းထနာချုပ်ထားလိုက်သည်မသိမြခဏမတောင်းရင်ပါတဲ့နဲ့လမ်းမတော်ဖိုးတုံ၏ဥပဒေချံပြီးရှင်းနေကြီးပန်ကာအီကိုတို့ဗဟန်းထနာကိုလာတွေ့ကြသည်ဖိုးတုံကအချုပ်ထဲမှထွက်ကအမှုစစ်ခံတွင်ရှင်းနေကြီးဦးအေးကိုနဲ့စကားပြောကြသည်ကိုအေးကိုဒီအမှုအတွက်ကျွန်တော်ခမ ्या ကိုပုံအပ်တယ်ငွေလိုရင်မသိမြကိုပြောလူလိုရင်ကဏ္ဍမကိုပြောပါကိုဖိုးတုံအမှုဖြစ်စဉ်ကိုကျွန်တော်လေ့လာပြီးပြီအခြေအနေကတော့ကောင်းပါတယ်ခက်တာတက်ခံရတဲ့လူကပလိတ်ရရှိဖြစ်နေတာပဲဗျဒီကိစ္စကိုကျွန်တော်တဲ့ဩစာကြီးတဲ့ရှင်းနေကြီးတယောက်ကိုပါထပ်ငားရင်ကောင်းမယ်ကိုဖိုးတုံခမ ्या ဘသူ့ကိုငားချင်လဲကိုကြီးကိုလူတဲမှုလက်ရမှာအင်မတန်တော်တဲ့ကျွန်တော်ဆရာကြီးရှိတယ်ဦးကျော်စန်းနဲ့သူကတော့ဈေးကြီးတဲ့ကိုဖိုးတုံဘလောက်ကြီးငားဗျာအထက်ကကျိုးမကြရင်ပြီးတာပဲတေတော့မသေးချင်သေးဘူးရှင်းနေဦးအေးကိုပြန်သွားပြီးနောက်ဖသိန်းကဏ္ဍမနဲ့မသိမြတို့ကိုခေါ်တွေ့သည်မသိမြအိမ်မှာဆန်ဖရဲ့မောင်မောင်ရဲ့သူတို့တပည့်တွေညတိုင်းလာရေးပေးလိမ့်မယ်အကိုဒီထဲမှာသိမကြလောက်ဘူးစိတ်မပူနဲ့နောက်ပြီးဆရာဦးဥကွန်နေတဲ့ထောင်ကြီးဝင်းထဲအိမ်မှာနောက်4 ရက်လောက်နေရင်သူရက်လေလို့လိမ့်မယ်အဲ့ဒီကိုဆန်ဖကိုလုပ်ပြီးစာအိတ်ထဲရွှေတင်းကား10 ပြားထည့်ပြီးသူမိမကိုတွားပေးခိုင်းပါအကိုကပေးခိုင်းတယ်လို့မသိစေနဲ့ယောက်ျားမရှိတော့သူတို့ခက်ခဲရှာမှာနောက်ပြီးရှင်းနေကိုကြီးကအမှုကိစ္စငွေလို့တေချာမင်းမြတ်ပြီးမှပြီးလိုက်တချို့ကိစ္စတွေဘာလို့ရမလဲဆိုတာကဏ္ဍမနဲ့လာပြောလိမ့်မယ်အကိုကဏ္ဍမနဲ့အလုပ်ကိစ္စတွေပြောလိုက်အောင်မယ်ဖသိန်းမင်းကအမေကိုကျမ်းမာရေးရင်းဆက်ပြီးနောက်ရှင်းနေတွေကိစ္စမသိမြနဲ့အတူကူးလုပ်ပြီးကွာဖသိန်းနဲ့မသိမြထွက်သွားပြီးနောက်လမ်းမတော်ဖိုးတုံနဲ့ကဏ္ဍမတောင်းရီသားကြံရီခဲ့သည်ကဏ္ဍမကြီးငါအထဲမှာနေတော့အပြားအခြေအနေတွေကိုမင်းထိမိတာကြမ်းတင်တာကြမ်းထားကွာဒီထဲမှာတော့ငါတို့ကအသက်လူပွဲပဲကျိုးစင်ပေါ်ကိုပတ်ပြေးနေရတာကွာကျိုးကွင်းဆိုရင်လည်းဆွတ်သွားနိုင်တယ်ဒါပေမဲ့ငါမှအချန်တွေရှိတယ်ကွာစိတ်ချပါဖိုးတုံရငါ့ကိုစိတ်ချစမ်းပါအေးငါပြောတာမင်းသိချနာတော့မင်းဒီကနေပြန်မက်သိမ်းများနဲ့အတူပြန်ပြီးရင်မက်သိမ်းများကိုနိုင်ရင်ကိုဥပုကိုဖုန်းခေါ်ခိုင်းသူ့စီမှာဥပုဖုန်းနံပါတ်ရှိတယ်ငါဖြစ်ကိုသူလည်းဒီချိန်သိလောက်ပြီသူ့ဘက်ကဘာကူညီနိုင်မလဲပေါ့နောက်အရင်ပြည်တဲ့ရေးအတွင်းဝန်ဟောင်းမစ္စတာတီကူပါဝင်တာမီဒီယာထဲမှာနေတယ်မသိမ်းမြတ်စီမှာသူ့လိပ်စာရှိတယ်သူ့စီကိုဘာသိန်းကိုလို့သူကဟိုက်ကုတ်တရားသူကြီးနဲ့ပိုင်တယ်
အော်မသိမြတ်စီကရွှေတင်ကား3များကိုပါယူသွားခိုင်းအဖိုးကြီးကငါခရစ်စမတ်တုန်းကသူပေးခဲ့တဲ့ပါတီမလာနိုင်လို့ခရစ်စမတ်လက်ဆောင်ပေးတယ်လို့ပြောခိုင်းထိုရက်ပိုင်းကတခြားတပည့်တပန်းများလမ်းမတော်မှာလုပ်ငန်းပိုင်ရှင်တတိများလာတွေ့ကြတဲ့ဖြင့်ဗဟန်းကမှတယုံယုံဖြစ်နေ၏ညနေထိလူမဆဲပဲညနေပိုင်းမှသာအဲ့တူကင်ပိတ်လိုက်ရတော့သည်လမ်းမတော်ဖိုးတို့တို့အားတရားရုံးသို့ဆွဲမတင်မီတရက်တွင်ရှစ်နေကြီးဦးကျော်စံနှင့်ရှစ်နေဦးအေးကိုတို့လာရောက်တွေ့ဆုံကြသည်ရှစ်ဆက်လောက်ရမယ့်တေးစိတ်ကိစ္စများကိုလမ်းမတော်ဖိုးတို့နှင့်တိုင်ပင်ကြသည်ထိုညတွင်ဗန်းအချုပ်ခံကတိတ်ဆိတ်နေသည်အဆောင်ကျသောပလိတ်သားနှုတ်မှာကင်းချိန်မကြမီကန္နမတောင်းရီမှာအခန့်ရင်ထပ်ပေးလိုက်သောအရက်ပလင်ကိုခိုးတောက်ပြီးနောက်အိမ်မောကျသွားကြသည်ထိုချိန်တွင်လမ်းမတော်ဖိုးတို့သည်ဆောင်းဝကောင်းမှုချုပ်ပြီးအိမ်နေသည်ဖိုးတို့ချေရေးတွင်အိမ်နေသောအုံးဖေနှင့်ထွန်းတင်ကထလာကြပြီးဆောင်းကောင်းမှုချုပ်ကအိမ်နေသည်လမ်းမတော်ဖိုးတို့ကိုဝိုင်းဝန်းထိုးချိတ်ကန်ကြောက်ကြလေတော့သည်ကြိုတင်မှာထားပြီးသားကိစ္စဖြစ်သည်ဖြင့်ကြံအချုပ်သားများအိမ်မပြောတော့လေကြိတ်မဲ့အိတ်ချင်အောင်ဆောင်နေကြရသည်ထို့နောက်အုံးဖေနှင့်ထွန်းတင်မှာကိုအိတ်ရသူကိုပြန်ကခွေလေးပြန်အိတ်ကြရသည်ပလိတ်သားများထံမှဟောက်တံပင်ထွက်လာလေသည်ကင်းချိန်ပြေးပြီးကင်းလာရောက်လဲချိန်တွင်ပင်အိပ်ပျော်နေကြသဖြင့်အခြားပလိတ်သားများကနိုးယူကြရသည်တရားရုံးသို့တင်ပေါ်လေပြီတရားရုံးသို့ခေါ်ဆောင်လာသောလမ်းမတော်ဖိုးတို့၏မျက်နှာတွင်တရားတက်ချက်များတွေ့ရသဖြင့်တရားသူကြီးမှမျက်မှောင်ကျသွားသည်ပလိတ်တွေကဆရာဖိုးတို့ကိုရိုက်ကြတယ်ထင်တယ်ရုံးချင်းသို့လာကြသည့်ဖိုးတို့တက်ပည့်များကမကြတစပြောကြသည်ဗဟန်းဌာနကိုဦးစံထွန်းရင်မှာမျက်စိမျက်နှာပြင်နေသည်အချုပ်ထဲတွင်နေရင်မိုးလေးသည့်အခါတရားတက်ချက်များရနေသောဖိုးတို့ကိုဗဟန်းကမှပလိတ်များတန်တော်အော်ဖြစ်နေကြသည်ဖိုးတို့ကိုမေးတော့လဲဖိုးတို့ကမဖြေယခုတော့တရားသူကြီးနှင့်ပြည်သက်ကထိုတန်ရာများကိုပလိတ်များလက်ချက်ကိုထင်နေကြပြီဖြစ်သည်ထိုအချက်ကတရားခွင်အစရုံးချင်းတွင်ပင်ဖိုးတို့ဟာအသာစီးရစေခဲ့သည်နောက်ရုံးချင်းများတွင်လည်းရှစ်နေဦးကျော်စံနှင့်အစိုးရရှစ်နေတို့အခြေတင်ဖြစ်ကြသည်ပလိတ်ဖွဲ့နှင့်လည်းအခြေတင်ငင်းခုန်ကြသည်ရဲထက်နှင့်ထွက်ဆိုသောဖြောင်းချက်မှာတရားစီရင်ရေးတွင်အကျုံးမဝင်ချေထို့ကြောင့်ရဲထံတွင်ဖိုးတို့ထွက်ဆိုသောဖြောင်းချက်မှာတရားရုံးတွင်လည်းအရေးမပါတော့ထို့ပြင်ရုံးချင်းစတွင်ဖိုးတို့ရခဲ့သောတရားများကြောင့်ပလိတ်ကချင်းချောက်ရိုက်တဲ့အခါဖြောင်းချက်ပေးခန့်ခြင်းသဘောမျိုးကိုရှင်းနေကရှောက်လဲသည်အုံးဖေနှင့်ထွန်းတင်ကအခင်းဖြစ်သည့်နေ့ကသူတို့သုံးဦးသည် China Star Hotel တွင်တညလုံးရက်တောက်ခဲ့ကြကြောင်းသာတတွင်တွင်ထွက်ဆိုကြသည် China Star Hotel ပိုင်ရှင်လောက်ဝေဟိုတယ်မဲ့ချအောင်တို့ကလည်းဖိုးတို့သုံးဦးအားအခင်းဖြစ်ချိန်လောက်တွင်ဟိုတယ်ပေါ်ထက်တွင်လူမမသိအောင်မူနေကြကြောင်းတက်သေးထွက်ဆိုသည်ဆက်မင်းသားရွှေကြီးညို၏ဇနီးကလည်းထိုနေ့ကသူမထံသို့ဖိုးတို့ရောက်မလာကြောင်းထွက်ဆိုသည်ဖိုးတို့ဖြောင်းချက်တဲ့တွင်ပါဝင်သည့်တက္ကစီကိန်းနှင့်ရဲဆိုင်များတွင်လည်းဖိုးတို့လေးယောက်ထိုင်တောက်ခဲ့ကြောင်းမျက်မြင်သက်သေများတင်ပြနိုင်ခြင်းမရှိခဲ့ထို့ကြောင့်ဦးအုပ်ခွန်ကိုတတ်မှုတွင်ဦးအုပ်ခွန်တည်ဆုံးသည်မှလွဲပြီးကြံသည့်ဖြစ်ဖြစ်များသည်လုံးဝဖြစ်ခဲ့ခြင်းမရှိသည့်ပုံစံပေါင်နေသည်နောက်ဆုံးတွင်ရန်ကုန်အလဲပိုင်းခရိုင်တရားရုံးမှဖိုးတို့မှုအားဗဟိုတရားရုံးချုပ်ဟိုက်ကုတ်သို့ဆက်လက်လွှဲပြောင်းပေးလိုက်ရသည်ဟိုက်ကုတ်ကဆက်လက်စစ်ဆေးရာတွင်လည်းရဲထံတွင်ဖိုးထုတ်ပေးခဲ့သည့်ဖြောင်းချက်ပါဇလန်းမှာမျက်မြင်သက်သေများလုံးဝမရှိဖြစ်နေလေသည်ထို့ကြောင့်ယခုမှုသည်ရဲတပ်ဖွဲ့မှဖိုးထုတ်အားရိုက်နှက်ဖိအားပေးကဖြောင်းချက်ထွက်ဆိုခံထားခြင်းကိုယူဆပြီးဖိုးထုတ်ပါ3ဦးမှာမျက်မြင်သက်သေမရှိသဖြင့်တန်တရားအကျိုးခံစားခွင့်ဖြင့်ခွင့်လုံးကျွတ်လွတ်ပေးလိုက်ရတော့သည်ထိုနေ့ကလမ်းမတော်ဖိုးထုတ်တပ်ဖွဲ့များမိဂုံရန်ကိုပျော်ရွှင်ကြတော့လေပလိတ်ဖွဲ့အတွက်မှမူဂုံတိတ်ကကြဆင်းစေသောနေ့ရက်တည်းဖြစ်စေခဲ့သည်မိမိတို့လူကိုတတ်ခဲ့ပြီးမိမိတို့ကိုပင်တပတ်ရိုက်သွားသည့်လမ်းမတော်ဖိုးထုတ်ကိုပလိတ်ဖွဲ့ကရခင်ကဲ့သို့ဆက်ဆံရန်တို့မတိဆောက်တော့ပဲရန်သူအဖြစ်သတ်မှတ်လိုက်လေတော့သည်လမ်းမတော်ဖိုးထုတ်မှာထောင်ထဲ၌တနစ်နေပြီးအမှုရင်ဆိုင်ခဲ့ရသည်သူထောင်မှထွက်ချိန်တွင်ဥပုအစိုးရပြုတ်ကျသွားခဲ့ပြီဥပုပြုတ်ကျပြီးဂလုံဦးစောဦးဆောင်သည့်အစိုးရတက်လာခဲ့သည်ပလိတ်ဖွဲ့ကလည်းလမ်းမတော်ဖိုးထုတ်တင်မကတစ်ဖက်များကိုပါစောင့်ကြည့်နေကြသည်အမားရင်းရှိသည်နှင့်ဖမ်းဆီးရန်အသစ်ပြင်ထားကြသည်ထိုချိန်တွင်လမ်းမတော်ဖိုးထုတ်မှလည်းမိတ်ဆွေရင်းဖြစ်သူဦးဝံကိုတတ်မိသည့်အတွက်စိတ်ထိခိုက်ခံစားရမှုမပြေပြောင်းနိုင်သည်လမ်းမတော်တဝိုက်တွင်ဖိုးထုတ်နှင့်ဦးဝံမထိုင်မှုသည့်ရက်ဆိုင်မရှိမတော်ဘူးသည့်ကလပ်မရှိ
ထိုမြအတွဲညီလာသည့်မိတ်ဆွေတယောက်ကိုတပည့်များ၏မိုက်မဲမှုကြောင့်တက်ခဲ့ရသည့်အတွက်မိမိကိုယ်ကိုခွင့်မလွတ်နိုင်ခြင်းဖြစ်နေလေသည်ဒီနေ့အပိုင်းဆက်ခွန်ကိုဒီနေရာလေးမှာပဲအဆုံးသတ်လိုက်ပါရရှင်နားဆင်ပေးခဲ့ကြတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်တို့ရဲ့ For Life Channel လေးကို Subscribe လုပ်ပြီးအားပေးနိုင်ပါတယ်နော်နောက်တစ်ပိုင်းမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်